အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ဒီစောကဘယ်လိုဖွင့်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး Play Store ထဲကိုဝင်လိုက်ပါ Play Store ထဲဝင်ပြီဆိုတာနဲ့ပေါ်မှာရှိချက်ပါမှာ DISA COR ဒီစောကောက်လို့ရိုက်ရှာလိုက်ပါရိုက်ရှာပြီဆိုရင်အခုလိုမျိုးပြောလာပြီဆိုရင် download ဆွဲလိုက်ပါကျွန်တော်တို့ download ဆွဲပြီးသားမလို့မဆွဲပြတော့ပါဘူး download ဆွဲပြီးသွားပြီဆိုရင် Play Open ကိုနှိပ်လိုက်ပါဥပမာဝင်နေပြီဆိုတာနဲ့ပထမဖွင့်ထားတဲ့သူတွေကတော့ login ဝင်ပြီးတော့ login ကိုနှိပ်ပြီးတော့မိမိချိုင်းတဲ့ email နဲ့ဖြစ်ဖြစ်ဖုန်းနံပါတ်ဖွင့်ထားတဲ့ဟာကိုနှိပ်ပြီးတော့ဖွင့်လို့ရပါတယ်အခုမှဆောက်မဲ့တဲ့ပုံမှာရှိတဲ့အဖြူလေးကိုနှိပ်လိုက်နှိပ်ပြီးဆိုတာနဲ့ဖုန်းနံပါတ်နဲ့ပဲဖြစ်ဖြစ် email နဲ့ပဲဖြစ်ဖြစ်ဖွင့်လို့ရပါတယ်ကျွန်တော်ကတော့ဖုန်းနံပါတ်နဲ့ဖွင့်မှာမလို့ဖုန်းနံပါတ်နှိပ်လိုက်ပါတယ်ဖုန်းနံပါတ်နေပြီဆိုတာနဲ့နှိပ်ကိုနှိပ်လိုက်ပါနှိပ်ကိုနှိပ်အောက်ကခဏကိုထပ်နှိပ်လိုက်ပါဒီခဏစောင့်ပြပါစောင့်ပြီးတာနဲ့အခုလိုမျိုးပေါ်လာပါလိမ့်မယ်အခုလိုပေါ်လာပြီဆိုရင်ဒီဟာလေးကိုဟိုဟာလေးနဲ့ဆက်ပေးလိုက်ပါခုလိုမျိုးဆက်ပြီးဆိုတာနဲ့အောက်ကရှိတဲ့ verify ကိုတစ်ချက်နှိပ်လိုက်ပါခုလိုမျိုးကုတ်ကြလာပါလိမ့်မယ်ကုတ်ကြလာပြီဆိုတာနဲ့ဒီမှာဒါနေကိုကြိုက်တဲ့နာမည်နေတစ်ခုမှထည့်လို့ရပါတယ်မထည့်လည်းရပါတယ်အမင်းထည့်ပြီးတာနေကိုနှိပ်လိုက်ပါဒီမှာ password မိမိချိုင်းတဲ့ရ password ထည့်လို့ရပါတယ်password ထည့်ပြီးဆိုတာနဲ့ဒီမှာမိမိမွေးသက်ကလေးကိုထည့်ပေးရပါမယ်မွေးသက်ကလေးကတော့16နှစ်တော့ပြည့်ရပါလိမ့်မယ်16နှစ်ပြည့်မှသာစင်ပြမှာပါဒါဆိုရင်တော့အခုလိုမျိုးဒါတွေကြော်သွားလို့ရပါတယ်ဒါလည်းတည်မကြည့်ပါဘူးဘုရားထပ်နေပါဒီမှာ user name ထည့်လဲရပါတယ်မထည့်လဲရပါတယ်ထည့်ပြီးဆိုတာနဲ့ဒီမှာအပုံကိုချမ်းတဲ့တရားအပုံထည့်လို့ရပါတယ်ချမ်းတဲ့တရားပုံထည့်ပြီးဆိုတာနဲ့အခုလိုမျိုးအောင်မြင်စွာဖွင့်ပြပြီးပါ user နဲ့အခုလိုအောင်မြင်စွာဖွင့်လို့ရသွားပါပြီအားလုံးစင်ပြေမယ်လို့တော့ထင်ပါတယ်စင်ပြေတယ်ဆိုရင်ကျွန်တော်ရဲ့ TikTok ကာကို like and follow လေးလုပ်သွားပြီလို့တောင်းဆိုပါတယ်နောက်တဲ့သိချင်တာရှိရင်လည်းကျွန်တော်ရဲ့ comment မှာမဲငတ်လို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်